ကဲဟိုတလောတော့ကကျွန်တော် Nissan Wingro အနက်ရောင်လေးတင်တဲ့ဗီဒီယိုမှာအဖြူရောင်လေးမရှိဘူးလားလို့အရန်မေးတယ်ခင်ဗျကဲကျွန်တော်ရှိမှာ Nissan Wingro အသစ်လေးရောက်လာတာရှိတယ်ခင်ဗျနော်ကား UC တိုက်ခိုက်ရှင်းမယ်နော်ကားလေးတွေတော်တော်လေးချောတယ်ခင်ဗျရန်ကုန်လိုင်စင် F10 နဲ့ရမယ် Model 2000လေးပါခင်ဗျကျွန်တော်3900ပတ်ချလေးမှာကျွန်တော်ရောင်းချရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်လည်းအတူတူကားလေးရဲ့ပတ်ကားလေးကိုလိုက်ကြည့်လိုက်အောင်ဗျ F10 ရန်ကုန်လိုင်စင်လေးရမယ်နံပါတ်အပူးလေးနဲ့ရပါမယ်ခင်ဗျာ93လုံးနဲ့အပူးလေးနဲ့ရပါမယ်လွိုင်းပလက်လေးလည်းပါပါမယ်ခင်ဗျာတော့တာယာလေးလည်းကြံပါသေးတယ်ကဲဒါဆိုရင်တော့ကျွန်တော်ဘက်ကရိုက်ပြပေးပါမယ်ခင်ဗျာ2000ခု model လေးပါခင်ဗျာအရင်ပါပါ1500cc ထောက်လျှောက်နဲ့လေးပါနောက်ဖုန်းလေးတစ်ချက်ဖွင့်ပေးပါမယ်ခင်ဗျာကဲတော့နောက်ခန်းမှာကျွန်တော်လေဂျာစုလေးတွေရှိမယ်လေဂျာစုကတော့ကျွန်တော်တို့နော်တသက်မဲ့ဖြုတ်ထားတာဖြစ်မယ်ဒါရင်းမလို့ကြိုက်ရဆိုရင်တော့ကျွန်တော်ပြန်တက်ပြီးပါမယ်ခင်ဗျကဲနော်ဝင်းကတော့ကျွန်တော်ထွေထူးပြောကြမရှိဘူးကျွန်တော်နောက်ဖုန်းဘောနဲ့ဖြုတ်ထားတာတွေဘာလို့မရှိပါဘူးခင်ဗျကား UC တိုက်ခိုက်ရှင်းပါတယ်စောက်ရှုပ်ရှင်နဲ့ခင်းပါတယ်ခင်ဗျကဲဒါဆိုရင်တော့ကျွန်တော်အတွင်းကလေးလိုက်ပြပေးပါမယ်ကဲဒါကတော့ Nissan Wingro ရဲ့အတွင်းကလေးပဲဖြစ်မယ်ခင်ဗျကဲ Nissan Aircon ကတော့ကျွန်တော်ထွေထူးပြောကြမရှိဘူးဒါတော်တော်လေးအေးပါတယ်ခင်ဗျဒါ TV backing ပိုင်းလည်းပါမယ်ခင်ဗျဒါထိုင်ကုန်လေးဆိုရင်လည်းကျွန်တော်တို့ AD ဘန်နွားကြီးနဲ့ဘာမှမဆိုင်တော့ဘူးထိုင်ရတာလည်းပိုပြီးတက်တာရှိပါတယ်ခင်ဗျပါဝါ၄လုံး၄ပေါက်နဲ့လာမယ်ကဲဒါကတော့လေကန်လေးဖြစ်မယ်ခင်ဗျကဲနော်အတွင်းကလေးလည်းတော်တော်လေးတန့်ပါတယ်ခင်ဗျလက်တင်စီးလို့ရပါတယ်စီးလုတ်ချက်ဘာမှမရှိပါဘူးနော်စေးသားလေးလည်းတော်တော်လေးချောပါတယ်ခင်ဗျအဖြူရောင်အတန့်လေးပါမော်ဒယ်ကတော့2000ကိုထွက်မယ်အင်ဂျင်ပါပါ1500cc တောက်လျှောက်နဲ့လေးပါခင်ဗျာကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက928သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒီကားလေးကိုစိတ်ဝင်စားလို့ဆက်သွယ်မေးမြန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399524 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုနေဆိုရင်တော့အရှိတကုံရသားရဲ one way လမ်းမှာပေါ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့မှငွေချံလဲထက်ကြီးကြအကုန်လုံးရပါမယ်ခင်ဗျာနော်ပကူနေပြီးတော့မန်းလေးရန်ကုန်နော်မြို့တွင်းနေမှာကျွန်တော်တို့ရေးကြလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာကနဦး53ရာခိုင်နှုန်းသွင်းပေးရုံနဲ့ကျွန်တော်တို့ကားကြီးပိုင်ဆိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကဲဗီဒီယိုဆုံးထိရှုပေးရတဲ့ဒုတိယစီနိုင်ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်